ကိုဝင်းနေရဲ့ streetwear ဘယ်လိုမျိုးစားလဲဘယ်ကနေစဉ်းသက်လာလဲဆိုတာအသေးချာသိချင်ရင်ဒီနေ့ဗီဒီယိုမှာ streetwear ဆိုင်ရာကိုမျိုးကြောင့်ပြပြပေးသားမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်မျိုးကတော့ streetwear ဘိုးရီလို့ပြောလို့ရတဲ့ old school hip hop style ပဲဖြစ်ပါတယ်1980နဲ့80ခုနှစ်တွေက New York မြို့ရဲ့ Bronx ဒေသကနေ rap guitar b-boy ကချာတွေနဲ့တူပေါပွားလာခဲ့တာပါဒါကစီးပွားရေးစစံတည်တံ့ထုတ်လုပ်ထားတာမျိုးမဟုတ်ဘဲနဲ့ street culture စစ်စစ်ကိုဖော်ပြနေရပါဝစ်စင်ပုံတွေကတော့အင်ဂျီပေါပွားကြီးတွေ logo ကြီးတွေ edited track စုတွေပြင်ပကဟက်တာမှာမော်ကအုတ်ထုတ်တွေစာမီချောင်းမှာတင်မလည်းပိုစီးရတဲ့ပုံစံတွေပဲဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကမ္ဘာတစ်ဝန်းကလူငယ်တွေသဘောကျကြတဲ့ skate style မှာသူက1980ဝန်းကျင်ကယ်လီဖိုးနီးယားရဲ့ skateboard ယဉ်ကျေးမှုကနေစတင်ခဲ့ရပါ skate သမားတွေအဓိကရွေးချက်ကဟန်ဆောင်မှုမရှိဘဲလှုပ်ရှားရလွယ်ကူဖို့နဲ့ skateboard grip တိတ်နဲ့ပုတ်တိုင်းမဆုပ်ပြဲအောင်ခိုင်ခဲ့မဲ့အဝတ်ထည်တွေကိုပဲအဓိကထားဝတ်ဆင်ကြရပါအခုကမ္ဘာအကြီးဆုံး streetwear brand ဖြစ်တဲ့ Supreme ဆိုတာလည်းဒီ skate ကချာအနေပဲမြင်ပြခဲ့တာဖြစ်ပါတယ်ဝတ်ဆင်ပုံတွေကတော့တော်တော်လေးပေါ့ပေါ့ပပနဲ့အေးဆေးပါပဲ wireless ဘန်ဒါမှမဟုတ် Tiki ဘန်တွေ treasure ကြီးပေါ်မှာအပေါ် flan နဲ့ချက်လေးဝတ်ပြီးရောဖနက်ကိုရောဘန် old school လိုမျိုး flat source ရင်ကာတွေနဲ့တွဲစီးရဲ့ပုံစံတွေပဲဖြစ်ပါတယ်နံပါတ်3 style ကတော့အနာဂတ်ဆက်ဆံ futuristic ပုံစံနဲ့အသုံးဝင်မှု function တွေကိုပေါင်းစပ်ထားတဲ့တက်ကွဲပါလွယ်မြင်အောင်ပြောရရင်ဂျပန်နဲ့ဥရောပက cyberpunk ရုပ်ရှင်တွေကလူမျိုးမိုးတဲ့ထန်တွေကြားမှာစာပါတစ်ခုကိုတွားပြီး head of man professional hacker ကြီးရဲ့ပုံစံမျိုးပါဒီဆိုင်ရဲ့ထူးခြားချက်ကလှပဖို့တဲ့အသုံးဝင်မှုကိုပထမဆုံးဦးစားပေးရပါဒီကိုယ်လုံးကိုအမဲအရောင်ဝစ်စင်ပြီးရေဆိုကန်လီကာရဲ့ gold star တွေအိတ်ကက်တွေအများကြီးပါရဲ့ကာကိုပန့်တွေကြိုးတိုင်းတွေနဲ့အိတ်ကက်တွေအများကြီးပါရဲ့ vest တွေကိုတွဲဖက်ပြီးဝစ်စင်ကြရပဲဖြစ်ပါတယ်တက်ဝဲလောကမှာတော့ acronym နဲ့ 9ACG လို brand တွေကလူကြိုက်များပါတယ်နံပါတ်4ကတော့တက်ဝဲနဲ့ခက်စစ်စစ်တူပေမဲ့ပို့ပြီးတော့ဝါဆန်နဲ့ cop call ပါလွယ်ပြောရရင်တော့ကိုလူလိုဘယ်တော့မှတက်ပြစ်မှာမဟုတ်တဲ့တောင်ကြီးတွေမြို့ပြတွေမှာအကျိုးတင်ပြစင်ပြီးဝတ်ဆင်တဲ့ style ပါ hiking နဲ့ outdoor gear တွေကို street fashion ဖြစ်ပြောင်းလဲဝတ်ဆင်တာပါ The North Face jacket တွေ Patagonia fleece တွေ Salomon tree shoe တွေကိုသဘာဝဆန်နဲ့အတုံးအရောင်တွေနဲ့ layering လုပ်ပြီးပေါ့ပေါ့ပပဝတ်ကြတဲ့ style ပဲဖြစ်ပါတယ်နံပါတ်5ကတော့ fashion သမားတွေရန်လေးစားတဲ့ Japanese street style မှာတိုကျိုရဲ့ Harajuku ကနေစတင်ခဲ့ပြီးဂျပန်ရဲ့အငွေသက်တွေကို K-pop street fashion နဲ့အမိုင်စားပေါင်းစပ်ထားပါသူက premium ပိတ်စာတွေအမိုင်စားကတ်တင်နေနဲ့ synthetic graphic တွေကိုအဓိက focus လုပ်ပါတယ် clean ဖြစ်တဲ့ minimal style ကနေပြီးတော့ vintage နဲ့ thrift တွေကိုထပ်တွဲဝတ်တဲ့ဒူးချ layering တီကိုပါ identity ကိုအလွန်ဦးစားပေးတဲ့ style ဖြစ်ပါတယ်နံပါတ်6ကတော့ခုနောက်ပိုင်းရန်ထရန်ပြစ်လာတဲ့ minimalist streetwear ပါတချို့က quiet luxury တော့မဟုတ် clean လို့လည်းခေါ်ကြပါတယ်ဒီ style အထင်သာမြင်သာရှိလို့နဲ့ logo တွေလုံးဝမပါပဲရိုးရှင်းပြီး clean ဖြစ်တဲ့ aesthetic ကိုပဲသွားတာပါအရောင်ကိုလည်း baggy gray navy white စတဲ့ neutral အရောင်တွေကိုပဲသုံးပြီး oversize ရဲ့ fabric quality နဲ့ fit ကိုပဲအဓိကပြချင်တာပါ black oversize tee ကိုတင်သက်တဲ့ trouser နဲ့တွဲ low profile sneaker လေးစီးလိုက်အောင်ပါပဲရှောက်ကြွားနေစရာမလိုပဲ smart ကြနဲ့အဆင့်တန်းရှိပေါ်နေစီပြီး streetwear ဆိုတာအမြဲတောက်ပြောင်ပြောင်ကြီးနဲ့ဟိတ်ဟန်ပြနေမှာမဟုတ်ဘူး clean ဖြစ်နေရင်တော့ပိုပြီးထိရောက်တယ်ဆိုတာကိုပြသနေတဲ့ style မျိုးဖြစ်ပါတယ်နံပါတ်9ကတော့ sport wear တို့မဟုတ် athleisure style မှာသူကအားကစားဝတ်စုံတွေကနေစဉ်းစားလာဖြစ်ပေမဲ့အားကစားလုပ်ဖို့မဟုတ်ပဲအပြင်သွားလာတဲ့အခါပေါ့ပေါ့ပပနေစဉ်လူနေမှုဘဝရဲ့ street wear အဖြစ်ပြောင်းလဲဝတ်ဆင်ကြရပဲဖြစ်ပါတယ်အဓိက key item တွေကတော့ track suit တွေအားကစား jersey တွေ sub band တွေနဲ့ performance sneaker တွေပဲဖြစ်ပါတယ်အရင်ကအားကစားပစ္စည်းပဲထုတ်တဲ့ brand ကြီးတွေကအခုဆို street fashion လောကရဲ့အဓိကနေရာကိုရောက်လာခဲ့ပြီဖြစ်ပါတယ်ဒီဆိုင်ရဲ့ဆွဲဆောင်မှုကတော့ sport culture နဲ့ချိတ်ဆက်နေတာဖြစ်ပြီးဝေးရတာလုံးဝသက်တောင့်သက်သာရှိလို့ပဲဖြစ်ပါတယ်နံပါတ်8ကတော့ဘယ်တော့မှရိုးမသွားရဲ့ vintage တော့မဟုတ် thrifting streetwear ပါသူက80 90နဲ့2000ပြည့်နှစ်ဦးပိုင်းကခင်အောင် trend တွေကိုပြန်ပြီးသက်သွင်းထားပါအဝတ်ထည်အသစ်တွေထက် retro logo တွေနည်းနည်းအရောင်လွှင့်နေတဲ့ graphic တွေနဲ့ခင်အောင်ကတ်တင်တွေကိုပို့ပြီးကြိုက်ကြတာပါ vintage band tee တွေ oversize varsity jacket တွေနဲ့ acid wet တင်းတွေကိုတွဲဝတ်ပြီးကိုယ်ပိုင် character ပြကြတာပါဒီ style က fashion ကိုခင်ဟောင်းငွေသက်လေးနဲ့ပေါင်းစပ်ပေးထားပြီး fashion trend နေရာချိန်နဲ့တကြောပြန်ကစားလာတတ်တယ်ဆိုတာကိုပြနေတဲ့ style မျိုးဖြစ်ပါတယ်နောက်တစ်ခုကတော့ one way ပြပွဲကြီးနဲ့ street sign လာပေါင်းဆက်ထားတဲ့ high fashion streetwear ပါ Virgil Abloh ရဲ့ off white နဲ့ Balenciaga တို့လမ်းဖောက်ခဲ့တဲ့ style မှာသူကခစ်စားတဲ့ trend ကိုပဲမျက်စိမိတ်လိုက်တာမျိုးမဟုတ်ပဲ designer တွေရဲ့လက်ရအမိုင်စားကတ်တင်တွေနဲ့အထည်သား premium ဖြစ်တာကိုအဓိကသားပြီးထားတာပါဒါကြောင့်မို့လို့ဒီ style မှာဆိုရင် brand logo ကြီးတွေကိုအတင်းကြီးရှောင်းမပြတော့ပဲရိုးရိုးရှင်းရှင်းနဲ့တည်သက်တဲ့ design တွေကိုမှ hoodie တို့ sneaker တို့လိုပေါ့ပေါ့ချောင်ချောင် casual ဝတ်စားတွေနဲ့ smart ကြတွဲဝတ်ပြတာပဲဖြစ်ပါတယ်ပြောရရင်တော့ many at the message ဆိုတဲ့အတိုင်းပဲဝတ်လိုက်တာနဲ့ demo ကြည့်ပြီး e-like ဖြစ်တဲ့ vibe မျိုးပါအောင်ဆင်တန်းရှိဝတ်ဆင်တဲ့ style မျိုးပါအဓိက key ကတော့ runway ပေါ်က fashion မြင်စားတွေကိုကျွန်တော်နေ့စဉ်အပြင်မှာတကယ်ဝတ်လို့ရအောင်ချိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်
streetwear ဆိုင်ကိုမျိုးကတော့ဒီလောက်ပါပဲကိုနဲ့ကဆုံးဖြစ်မဲ့ style ကိုတေချာရွေးပြီးကို identity နဲ့ကိုအမိုင်စားဝတ်ဆင်နိုင်မယ်လို့ပြောနေပါတယ်အားလုံးပဲနောက်ဗီဒီယိုကြမှာပြန်တွေ့ပါမယ်အားလုံးပဲ stay stylish ပါ